ကဲမျိုးတွေအားလုံးပဲမင်္ဂလာပါဒီ29ရက်ညနေခင်းဗီဒီယိုလိုက်လေးကနေအားလုံးကိုပြန်နိုင်ပြီးတော့ကြိုလိုက်ပါတယ်ဗျာနော်ဝင်လာလက်မလေးနှိမ့်မယ်နော် subscribe လေးနှိမ့်မယ်ကဲမနက်ကအားလုံးပဲ9ပိုင်နဲ့ရမျိုးလို့ရှုံတယ်နော်ပေါက်တဲ့မျိုးတွေက comment ထဲမှာဘယ်လောက်ဘူးပေါက်လဲ comment ထဲမှာမှန်းခဲ့အောင်နော်မနက်က modern နက်က break to break နော်ဒါမဲ့ဟိုအပူးတုံညာပြန်ကြအောင်ရှိတဲ့ဘက်ကကဏ္ဍပြန်ကြထွက်တယ်နော်ကျွန်တော်မနက်ကပေးရတယ်ပြန်ကြရည်ပဲနော်အကုန်လုံးပြန်ကြရည်ပဲရွေးပေးတာကျွန်တော်9ပိုင်ဟိုမှာဟိုဟာကျွန်တော်ကမနက်က3.5ပြန်ကြတင်ခွက်ရွေးပေးခဲ့တာအခုတော့မနက်ကဟိုဟာ9လေးဆိုပြီးထွက်တယ်ဒါပေမဲ့ဘိုင်တော့ရတယ်နော်ဒီဟိုဟာဒီညနေ modern internet က3.1ရယ်ခွန်3ရယ်ထွက်တယ်နော် model က3ခွန်နဲ့ internet ကခွန်3နဲ့နော်ရှင်းတော့ဟိုတော့မတူအပိတ်တော့မတူနော်ဒီညနေတော့ဟိုထိုင်ဝမ်ကလည်း2.5တဲ့နော်ခဏနေရတော့ထွက်တာတော့အစုံပဲနော်ထွက်ချင်တာထွက်တယ်ကဲကီးချင်းတစ်ခွက်ကောင်းခေါ်မယ်မျိုးတွေအားလုံးပဲ ready ဖြစ်ရင် okay လေးတွေမှန်ပါပြီးရင်ကျွန်တော်ကီးချင်းခေါ်တဲ့အခါကျရင် comment ထဲမှာလည်းတစ်ခွက်ကောင်းလေးတွေအားလုံးပဲမှန်းခဲ့ပါအောင်ဗျာနော်ပေါက်ချင်တယ်ဆိုရင်လာဝင်အားလုံးပဲမှန်းခဲ့မယ်နော်3ချိန်လုံး3ချိန်စလုံးပေါက်ထားတယ်ပေါ့ဒီညနေအောင်ဝက်ဆက်ပြီးတော့ခံမယ်နော်4ချိန်မြောက်အောင်ဝက်ခံမယ်29ရက်ညနေခင်း1ချိန်က28ချိန်28ပတ်တီနော်29ရက်ညနေခင်း1ချိန်က28ချိန်28ပတ်တီပါအထီးကြီးကကြတော့နော်မထီးမဖြစ်ဟိုကအပီအထီးကြီးပေါ့နော်အထီးကြီးက13959ကီ13959ကီ28နဲ့ကတ်မယ်13959ကီကို28နဲ့ကတ်မယ်13959ကီ28နဲ့ကတ်ပါကဲတင်ခွက်နဲ့တစ်ခွက်ကောင်းပြောဝေးမယ်ဗျာနော်13959ကီ28နဲ့ကတ်မယ်တင်ခွက်နဲ့တစ်ခွက်ကောင်းပြောမယ်နော်ကဲနှစ်ပတ်သေးတဲ့ကအရင်တော့တင်ခွက်ပြောမယ်ကီးနဲ့ကတ်ရင်2925 23 21ဆိုပြီး4ခွက်ရှိမယ်ဗျာနော်ဒီထက်မှဆိုရင်နှစ်ပတ်သေးတင်ခွက်တစ်ခွက်ကောင်းနေလဲဆိုရင်29တစ်ခွက်ကောင်းကြိုက်ပါတယ်နော်29တစ်ခွက်ကောင်းကြိုက်ပါတယ်နော်139ကီးနှစ်နဲ့ကတ်မယ်တင်ခွက်အနေနဲ့ဆိုရင်29တစ်ခွက်ကောင်းကြိုက်တယ်နော်နောက်တစ်ခါ10ပတ်သေးတဲ့ကတင်ခွက်တစ်ခွက်ထပ်ပြောမယ်ကီးနဲ့ကတ်ရင်8985 80 81ဆိုပြီး4ခွက်ရှိမယ်နော်8985 80 81ဆိုပြီး4ခွက်ရှိမယ်ဒီတက်မှာဆိုရင်10ပတ်သေးအနေနဲ့တင်ခွက်အနေနဲ့ဆိုရင်85ကြိုက်ပါတယ်ဗျာနော်10ပတ်သေးဆိုရင်85တင်ခွက်တစ်ခွက်ကောင်းကြိုက်ပါတယ်နော်2ပတ်သေးတင်ခွက်က25 10ပတ်သေးကတင်ခွက်က85ပါနော်ကြည့်ကျွန်တော်နောက်တစ်ခါအပူ3ခွက်ဆက်ပြောမယ်ပြီးရင်ကျွန်တော်ကလင်နာတစ်ခွက်ပြောရင်ပြီးရင်ဗီဒီယိုလေးနားမယ်เนาะတစ်ခါလေးဆက်ပြောမှဗီဒီယိုကဟိုအကြိုက်လွှင့်ရတာမဟုတ်ဘူးเนาะထုံးစံတိုင်းပဲဗီဒီယိုဆိုရင်တော့အတူလေးပဲเนาะအတူလေးဆက်သွားမယ်ကဲလက်မလေးနှိပ်ခဲ့ဦးเนาะလက်မလေးနှိပ်ခဲ့ဦးလူသစ်တွေဆိုရင်ဒါကျွန်တော် channel အသစ်ဆိုတော့ subscribe လေးပြန်နှိပ်ခဲ့လက်မလေးရအောင်ပြန်နှိပ်ပြီးခဲ့เนาะအကုန်လုံးအပူကတော့မနကင်းမူကလည်းပြီးတော့အလဲမူကလည်းမရှိဘူးမနကင်းကလည်းbreak to break ကြတယ်ဒီညနေကလည်းထိတ်နဲ့ပိတ်ကကနန်းလေးရတူကျင်နေတာဆိုတော့အပူလေးကတော့ထိုးထားအောင်เนาะ10ခွက်လုံးမကြိုက်မထိုးနဲ့ကျွန်တော်အခုရွေးပေးတဲ့3ခွက်ကိုပဲထိုးเนาะဒီညနေကတော့10ခွက်စလုံးထိုးဖို့တော့တိတ်အားမပေးဘူးဒါပေမဲ့အလဲမူမရှိတာကမရှိတာပဲเนาะအပူကဒီညနေမူကဟိုလိုမျိုးမလာဘူးဖြစ်နေလို့ကျွန်တော်အခုရွေးပေးတဲ့3ခွက်ကိုပဲထိုးเนาะအပူ3ခွက်ထဲမှာဆိုရင်ဒီ29ရက်ညနေအပူ3ခွက်ဆိုရင်6ပူးရှိမယ်ပြီးရင်2ပူးရှိမယ်ပြီးရင်300ဘူးရှိမယ်6ဘူးရယ်2ဘူးရယ်300ဘူးရယ်6ဘူး2ဘူး300ဘူးเนาะ6ဘူးရယ်2ဘူးရယ်300ဘူးရယ်6ဘူးရယ်2ဘူးရယ်300ဘူးရယ်ပါအပူ3ခွက်ဒီ29ရက်ညနေတစ်လုံးပိုင်က2ပိုင်ပါเนาะညနေတစ်လုံးပိုင်က2ပိုင်28ချိန်တစ်လုံးပိုင်က2ပိုင်28ချိန်တစ်လုံးပိုင်2ပိုင်ပါ2ပိုင်ပါเนาะဒီနေ့တစ်လုံးပိုင်2ပိုင်ကလင်နာကတော့မနက်ခင်းအတိုင်းပဲเนาะကျွန်တော်လည်းနှိမ့်ကြိုက်တာဆိုတော့32တကွက်ပြန်ထိုးမယ်เนาะဒီကိုပေါ့เนาะ32တကွက်ပြန်ထိုးပါမယ်ကလင်နာကြောက်လေเนาะ32တကွက်ကောင်းပြန်ထိုးမယ်ဗျာเนาะမနက်ခင်းအတိုင်းပဲကလင်နာကတော့မရွေးဟိုလိုမျိုးမရွေးတော့ဘူးเนาะ32တကွက်ကောင်းကလင်နာကြပါကဲမျိုးတွေအားလုံးပဲဗီဒီယိုလေးနားမယ်ဗျာနော်လက်မလေးတွေအားလုံးပဲနှိပ်ပြီးက subscribe လေးပြန်နှိပ်ပြီးကဒါကျွန်တော်ရဲ့ channel အသစ်လေးပါနော်မျိုးတွေအားလုံးပဲ
ဒီညနေမှာလည်းအားလုံးပေါက်ကြပါစေမနေ့ဖန်ချကျွန်တော်ရဲ့ဟို channel မှာ live လွှင့်မယ်နော် live မှာပြန်ဆောင်ကြမယ်အားလုံးမတက်တာပါ comment တွေမှာလည်းမှတ်ခဲ့ပါနော်အားလုံးမတက်တာပါ